Area 51ကနေလွတ်မြောက်လာတဲ့ဂျိုသားတွေကိုတိုက်ခိုက်ရတဲ့ကမ္ဘာမှာ Harato လို့ခေါ်တဲ့တတိမရှိတဲ့လူငယ်တစ်ယောက်ကလူသားမျိုးနွယ်ရဲ့ရန်သူတွေကိုတိုက်ထုတ်ဖို့ဖွင့်ထားတဲ့ကျောင်းတစ်ခုမှာစစ်ရင်သွင်းလိုက်ပါတယ်။အားနည်းဆုံးကျောင်းသားဖြစ်တဲ့ Harato ဟာအနိုင်ကျင့်ခံရပြီးတော့နောက်ဆုံးမှကျောင်းရဲ့ခေါင်းဆောင်နဲ့ပါရန်ဖြစ်ဖို့ကိုဖိအားပေးခံရပါတယ်။ဒီချိန်မှာ Harato ရဲ့စွမ်းအားတစ်ခုကနိုးထလာပြီးတော့သူကတော့လူသားမျိုးနွယ်တစ်ခုလုံးကိုကဲ့တင်နိုင်တဲ့ဒန်နိုင်လာလက်နက်တစ်ခုဖြစ်ကိုမှပြောင်းလဲသွားစေခဲ့ပါတယ်။ဒီအလုံးကတော့ Harato အိမ်မက်ဆိုးကနေနိုးထလာတဲ့အချိန်မှာစတင်ခဲ့ပါတယ်။သူကမိန်းကလေးတွေကိုအိမ်မက်မရမယ့်အစားသူမှတ်မိနေတဲ့မိန်းကလေးတယောက်ရဲ့အိမ်မက်ကိုပဲထက်ခါမှတ်နေတယ်ဆိုပါပဲဒီအတွေးတွေကိုဖယ်ထားပြီးတော့ Harato ဟာသူဆင်းရမယ့်နေရာကိုကြည့်လိုက်ပါတယ် Little Garden လို့ခေါ်တဲ့ကျောင်းမျိုးတစ်ခုဖြစ်ပြီးတော့ဒါဟာသူ့ရဲ့နောက်ထပ်အိမ်အသစ်ဖြစ်လာမယ့်နေရာပဲဖြစ်ပါတယ်လေရင်ကနေကိုဆင်းလာခဲ့ပြီးတော့ Harato ကသူ့ကိုကြိုးစုံနေတဲ့ဆိုင်းဘုတ်တွေနဲ့သူ့အတွက်ကိုမှအော်ဟစ်နေတဲ့မိန်းကလေးတစုကိုတွေ့လိုက်ရပါတယ်သူကတော့ဒီလိုမျိုးရှက်စရာကိစ္စတွေကိုရှောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လို့ရုတ်တရက်ပဲကျောင်းသားတစုကသူ့ကိုဝိုင်းလာကြပါတယ်သူတို့ကတော့ Harato ကိုစွမ်းအားအပြည့်ရှိတဲ့လူငယ်လေးဖြစ်ကိုမှတိထားကြပြီးတော့သူ့ကိုဝိုင်းပြီးတော့မိတ်ဆက်နေကြပါတယ်။ဒါပေမဲ့လို့ Harato ဟာသူ့ရဲ့ပရိသတ်တွေဂျာကနေကိုထွက်ဖို့ကြိုးစားရင်းနဲ့လူတွေကနေကိုထွက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့လို့ရုတ်တရက်ပဲသူ့ကိုလူငယ်တယောက်နဲ့ကိုဝင်တိုးမိခဲ့ပါတယ်။အဲ့ဒီလူငယ်ကသူ့ကိုသူအဲလီဆိုပြီးတော့မိတ်ဆက်လိုက်ပြီးတော့ Harato ကိုတွေ့ရတာဝမ်းသာပါတယ်လို့ပါပြောခဲ့ပါတယ်။ဒီလိုနဲ့သူတို့စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ်။မိတ်ဆက်ပြီးတဲ့နောက်မှာတော့ Harato ဟာ Riha လို့ခေါ်တဲ့မိန်းကလေးတယောက်စီကနာမည်ကိုအကျယ်ကြီးကိုမှအောက်ခေါ်ခံလိုက်ရပါတယ်။ Fred လို့ခေါ်တဲ့လူကြီးကလည်း Riha ကိုခွင့်လွှတ်ပေးလိုက်သူကတခါတလေဒီလိုပဲအော်ခေါ်နေကြဆိုပြီးတော့ပြောနေခဲ့ပါတယ်။ Fred နဲ့ Riha တို့ကလည်းကလေးဘွားကလေးကတငယ်ချင်းတွေလိုEllieကတော့ Harato ကိုပြောပြခဲ့ပါတယ်။နောက်တော့ Harato နဲ့တငယ်ချင်းတွေကကျောင်းဝင်းထဲမှာထိုင်နေခဲ့ကြပါတယ်။ကျောင်းသားကောင်စီဒီဥက္ကဋ္ဌလီတီကလည်းသူတို့ကိုကြိုဆိုပြီးတော့ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်တဲ့ Kela Harvey နဲ့ကိုမှမိတ်ဆက်ပေးပါတယ်။ Kela ကတော့ symbol ကိုတက်လာတော့လင်းနဲ့နူအားလို့ခေါ်တဲ့မိန်းကလေးနှစ်ယောက်ကျောင်းပွဲကိုနောက်ကျသွားတဲ့အတွက်ကိုမှတောင်းပန်ကြပါတယ်။သူတို့ဟာ Harato ကိုလေးစိတ်မှာစောင့်နေခဲ့ပေမဲ့လို့သူ့ကိုမတွေးခဲ့ဘူးလို့ပြောပါတယ်။ Kela ကတော့ဒီအကြောင်းကိုလုံးဝဂရုမစိုက်ပဲနဲ့သူတို့ကိုကျောင်းကနေကိုထွက်သွားဖို့ကိုပြောလိုက်ပါတယ်။နောက်ကြတဲ့သူတွေကိုလည်းသူတီးမခံနိုင်ဘူးဆိုပြီးတော့ပါတပါးရေးပြောလိုက်ပါတယ်။ Harato ကတော့ Kela ကိုတာဖို့လက်ထောင်လိုက်ပေမဲ့လို့ Ellie ကတော့ကျောင်းသားကောင်စီဥက္ကဋ္ဌရဲ့အာဏာကိုအလွဲသုံးစားလုပ်တာကိုစန့်ကျင်နေဆိုပြီးတော့အော်ဟစ်လိုက်ပါတယ်။ Kela ကတော့1939ဂျာမနီမှာဆိုရင်တော့သူတို့ကိုတန်းငွေခန်းထဲကိုပို့ပစ်မယ်လို့ပြောလိုက်ပါတယ်။ Kela ကတော့သူ့ရဲ့စကားတွေကိုဆက်ပြောပြီးတော့ကျောင်းသားတွေဟာတာမန်ကျောင်းသားတွေမဟုတ်ဘဲနဲ့လူသားမျိုးနဲ့အတွက်ရန်သူတွေကိုတိုက်ထုတ်မဲ့သူတွေဖြစ်တယ်။ဒါကြောင့်မလို့သူတို့ဟာစီးကမ်းတွေကိုလိုက်နာဖို့လိုအပ်ပြီးတော့မဟုတ်ရင်သူတို့ရဲ့အဖွဲ့တစ်ခုလုံးပါပျက်စီးစေလိမ့်မယ်ဆိုပြီးတော့တတိပေးခဲ့လိုက်ပါတယ်။ Ellie ကတော့ Kela ရဲ့စကားကိုစန့်ကျင်ပြီးတော့သူတို့ဟာစီးကမ်းတွေကိုလိုက်နာရမယ့်အစားသူတို့ရဲ့လွတ်လပ်မှုကိုကာကွယ်ရမှာလို့ပါပြောလိုက်ပါတယ်။ Harato ကလည်းအခန်းထဲကိုဝင်လာတော့ Ellie ကိုပေါ်ဝါလီနဲ့ကိုတွေ့လိုက်ရပါတယ်။အန်တင်သွားတဲ့ Ellie ကတော့ Harato ပြစ်ပေါက်လိုက်တော့လေသူတတိလစ်သွားခဲ့ရပါတယ်။တတိပြန်ရလာတော့ Harato ဟာလည်း Ellie ရဲ့ပေါင်ပေါ်မှာလှဲနေတာကိုတတိထားမိပြီးတော့ရုတ်တရက်ကိုမှထားလိုက်ပါတယ်။ Harato ကတော့ Ellie ကိုအောက်ခေါ်ပြီးတော့ယောက်ျားလေးတယောက်ကတခြားသောယောက်ျားလေးတယောက်ရဲ့ပေါင်ပေါ်မှာလှဲနေတာကသဘာဝမကျဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒါပေမဲ့လို့ Ellie ကတော့ကိစ္စမရှိပါဘူး။သူတို့ကအခန်းပေါ်တွေဖြစ်တာကြောင့်ဒါကပုံမှန်ပဲလို့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့ကျောင်းသားအလုံးဟာလည်း Kela နဲ့ Harato တို့ရဲ့တိုက်ပွဲကိုကြည့်ဖို့စုနေခဲ့ကြပါတယ်။ဒိုဂရလီတီကတော့တိုက်ပွဲရဲ့စီကံတွေကိုရှင်းပြပါတယ်။တိုက်ပွဲဟာ15မိနစ်ကြာမယ်။တိုက်ခိုက်သူတယောက်ရဲ့သတိလစ်သွားရင်စွမ်းရည်နေကုန်ခန်းသွားရင်ဒါမှမဟုတ်လက်နက်ကိုလက်လွတ်သွားရင်တိုက်ပွဲပြီးဆုံးမယ်လို့ပြောပါတယ်။ Kela ကတော့ပြုံးပြီးတော့လစ်တီကိုသူမဟာခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုမတုံးရဘူးဆိုတာကိုစီကံထဲကိုထည့်ဖို့ပြောပါတယ်။ Harato ကတော့ Kela ကိုခန္ဓာကိုယ်အပြည့်စွမ်းအင်ဆိုတာဘာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ Kela ကတော့ဒါဟာလက်နက်ရဲ့စွမ်းအင်ကိုတပြိုင်နက်ထုတ်လုပ်ပြီးတော့လက်နက်ရဲ့အပြည့်အဝစွမ်းအားတွေကိုအသုံးပြုနိုင်တဲ့တိုက်ခိုက်မှုနည်းလမ်းဖြစ်တယ်လို့ရှင်းပြပါတယ်။ Kela ကသူမဟာခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုသုံးမယ်ဆိုရင်တိုက်ပွဲဟာပုံမြင်မြတ်ပြီးသွားမယ်လို့ပြောပါတယ်။ Harato ကတော့ Kela ပြောတာကိုနားလည်ဖို့ကြိုးစားနေစမှာ Ellie ကတော့နှစ်ချက်ကနေ Harato ကိုစိတ်မပူဖို့ပြောနေခဲ့ပါတယ်။ရုတ်တရက် Erica လို့ခေါ်တဲ့ကျောင်းသားကောင်စီအဖွဲ့ဝင်တယောက်က Harato ကိုအပြင်လူတွေစီကအကူအညီယူလာကစီကံချိုးပေါက်တာဖြစ်တယ်လို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့လို့ Kela က Erica ကို Harato အတွေ့အကြုံမရှိသေးတဲ့လူတယောက်ကEllie လိုမျိုးလူတွေစီကအကူအညီယူတာသူကယူမဆိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။တိုက်ပွဲစတင်တဲ့အခါမှာတော့ Kela က Harato ကိုသူ့စီကိုလာဖို့ဆင်ခေါ်ပါတယ်။ Harato ရဲ့လက်နက်ကိုထုတ်ပြီးတော့ Kela ကိုတိုက်ခိုက်လိုက်ပါတယ်။ Kela ကတော့ဒေါသထွက်ပြီးတော့ Harato ကိုပြစ်လိုက်တော့ Harato ကတော့ Kela ရဲ့တိုက်ခိုက်မှုကိုရှောင်တိန်နိုင်ပေမဲ့လို့ Kela ကတော့သူ့ကိုရုတ်တရက်လက်သီးနဲ့ကိုမှထိုးပစ်လိုက်ပါတယ်။ Harato ကတော့ချက်ချင်းပြန်ထင်းပြီးတော့ Ellie ရဲ့အကြံပေးချက်ကိုလိုက်နာပြီးတော့မျက်စိမိတ်က Kela ကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့လို့ Kela ကသူမရဲ့လက်ကနေပြီးတော့ဖန်တီးထားတဲ့အကာအကွယ်တစ်ခုကြောင့်ဒဏ်ရာမရဘဲနဲ့ကျန်နေခဲ့ပါတယ်။ Kela ကပြန်လဲတိုက်ခိုက်ပြီးတော့ Harato ကိုကြီးကြီးမားမားထိခိုက်သွားပြီးတော့ Harato ကဟန်ချက်ပြန်မရဘဲလဲကျသွားခဲ့ပါတယ်။ Kela ကတော့ Harato ကိုလက်လျှော့ဖို့မိတဲ့အခါမှာတော့ Harato ကသူ့ရဲ့မိခင်ကလက်လျှော့သူတယောက်ကိုမမွေးထားဘူးလို့ပြန်ပြောပါတယ်။ Kela ကတော့ Harato ရဲ့တုတ်ပြန်မှုကိုသဘောကျပြီးတော့သူမရဲ့လက်နက်ကို Buster Cannon လို့ခေါ်တဲ့ပုံစံတစ်ကိုမှပြောင်းလိုက်ပါတယ်။ Harato ရဲ့ခန္ဓာကိုယ်ကပူလာတော့ Ellie ကတော့စိတ်ပူသွားခဲ့ပါတယ်။ Kela ကတော့ Harato ကိုသူမရဲ့ Buster Cannon နဲ့ကိုမှပြစ်လိုက်ပါတယ်။ Harato ရဲ့လှုပ်ရှားမှုကရုတ်တရက်ကိုမှပြောင်းလဲသွားပြီးတော့လျှက်တစ်ပြက်နီးနဲ့ Kela ကိုတိုက်ခိုက်ပါတယ်။ Kela ကတော့ပြန်လဲတိုက်ခိုက်တဲ့အခါမှာ Harato ကသူ့ရဲ့ခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုအစင်းထက်မြင့်တင်လိုက်ပါတယ်။
အကုန်အံ့ဩသင့်စရာတွေဖြစ်ကုန်တာပေါ့ဘာလို့လဲဆိုရင်တော့လက်နက်ကိုနှစ်ရက်ပဲပိုင်ဆိုင်ထားတဲ့သူတယောက်ကခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုအသုံးပြုဖို့မဖြစ်နိုင်ဘူးထင်ထားကြပါရင်ဒါပေမဲ့လို့ခဲလာကရှုံးနေဖို့ညှင်းဆန်ပြီးတော့ဟရတိုကိုအနိုင်ရဖို့ထပ်ပြီးတော့တိုက်လိုက်ခဲ့ပါရင်အယ်လီကတော့တတိလေးလူနီးပါးကိုဖြစ်နေပြီးတော့ဟရတိုစီကိုပြေးသွားလိုက်ပါရင်ချာလို့ခေါ်တဲ့ចောင်းသားကောင်စီအဖွဲ့ဝင်တယောက်ကအယ်လီနဲ့ခဲလာတို့စီကိုလာပြီးတော့ခဲလာကခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုမသုံးဖို့ဂရီပေးထားတာဟာစီကံမဟုတ်ပင်နဲ့သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ပြန်ပြောနေခဲ့ပါရင်တိုက်ပွဲမှာခဲလာနိုင်သွားခဲ့ပေမဲ့လို့သူကတော့သူ့ကိုယ်သူအနိုင်လို့မတတ်မှတ်တာကြောင့်ချာကာရိုဒီပွဲကိုတည်ရလို့ပဲတတ်မှတ်ဖို့ပြောလိုက်ပါရင်စေယုံမှာဟရတိုနိုးလာတော့ခဲလာကသူ့ရှေ့မှာရက်နေတာကိုတွေ့လိုက်ရပါတယ်ဟရတိုကတော့ခဲလာကိုအဲ့လေးနဲ့တခြားလူတွေကိုကြောင်းထုတ်ဖို့ကိုစဉ်းစားနေတာလားဆိုပြီးတော့မိတော့ခဲလာကတော့အဲ့ဒီအမိတ်ကိုပယ်ဖျက်လိုက်ပြီလို့ပြောပြီးတော့ဟရတိုကိုခန္ဓာကိုယ်အပြည့်စွမ်းအင်ကိုဘယ်လိုလုပ်ပြီးတော့ထုံနိုင်မှာလဲဆိုပြီးတော့မိလိုက်ပါတယ်ဟရတိုကတော့သူဟာအဓိကသူတေချာမတိကြောင်ပြောနေရင်အဲ့ဒီအခန်းထဲကိုဝင်လာပြီးတော့ဟရတိုကိုခဲလာရကားနေကိုကောက်ွယ်ပေးနေခဲ့ပါတယ်ခဲလာကလည်းသူမဟာတောင်းပန်ဖို့ပဲလာတာလို့ပြောပြီးတော့မြင်မြတ်ထွက်သွားခဲ့ပါတယ်နောက်တနေ့မှာဟရတိုနိုးလာပြီးတော့ဘိုင်လဲစနေတာမို့လို့အဲ့လီကတော့မြို့ထဲကိုသွားဖို့ကြံပေးလိုက်ပါတယ်ဟရတိုကလည်းဝမ်းသာပြီးတော့သဘောတူလိုက်ပါတယ်။အပြင်ထွက်တော့ဟရတိုကလူတွေကသူ့ကိုငေးကြည့်နေတာကိုတတိထားမိခဲ့ပါတယ်။သူတို့ဘာလို့ငေးကြည့်နေကြတာလဲဆိုပြီးတော့အဲလီကိုမေးတဲ့အခါမှာတော့အဲလီကတော့ရဲရင်းနဲ့ပဲပြောလိုက်ပါတယ်။အဲ့ဒါကတော့နင်းရဲ့တရင်ကအရန်ကိုမှထူးခြားနေတာကိုအဲလီကတော့ဟရတိုကိုချစ်သူစုံတဲ့တွေတွားလေးရှိတဲ့နေရာကိုခေါ်သွားနေခဲ့တယ်လေ။အဲ့ဒီမှာဟရတိုကကယ်ရန်စီကဖုန်းတစ်ခုကိုရခဲ့လိုက်ပါတယ်။စက္ကန့်ပိုင်းကြာမှကယ်ရန်ကလည်းရောက်ရှိလာခဲ့ပြီးတော့သူ့ကိုယ်နဲ့မိန်းကလေးလိုမျိုးလှတဲ့ယောက်ျားလေးတစ်ယောက်ကိုအတူတူရှိနေတာကိုတွေ့လိုက်ရပါတယ်။ကယ်ရန်ကတော့သူ့ကိုဟာယောက်ျားတွေကိုသဘောကျနေတာလားဆိုတာကိုစဉ်းစားခဲ့ပြီးတော့သူတို့မိသားစုရဲ့တွေးတောတွေမှာဒီလိုမျိုးအဆုံးသတ်သွားမလားဆိုတာကိုစိုးရိမ်နေခဲ့ပါတယ်။နောက်တော့ကယ်ရန်ကတော့ဟရတိုနဲ့အယ်လီတို့ကြားမှာဘာမှမရှိဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။ကယ်ရန်ရဲ့အာယုံကလည်း digital ဆိုင်ဖို့ပေါ်ကိုရောက်သွားခဲ့ပြီးတော့သူ့ကိုအဲ့ဒီမှာတချင်းစုံနေတဲ့မိန်းကလေးကနာမည်ကျော် idol Sakura ဖြစ်တယ်လို့ပြောပြနေခဲ့ပါတယ်။ကယ်ရန်ကတော့ Sakura ကိုသဘောကျကြောင်းပြောပြီးတော့ဟရတိုရဲ့ကြောင်ကအစားအစာတွေကိုစားကြည့်ကျင်တယ်လို့ပူဆာနေခဲ့ပါတယ်။ဟရတိုကတော့ကယ်ရန်ကိုစားတောက်ဆိုင်ကန်းကိုခေါ်သွားတော့အဲ့ဒီမှာခဲလာနဲ့သူမရဲ့အပေါင်းအသင်းတွေကကြိုးဆိုနေခဲ့ပါတယ်။ဟရတိုရဲ့တိုက်ပွဲကိုလစ်တန်ကာထဲမှာရှိတဲ့လူတိုင်းကမြင်ဘူးနေကြပြီဖြစ်တဲ့အတွက်ကယ်ရန်ကတော့ခဲလာကိုတည်နေခဲ့ပါတယ်။ခဲလာကတော့ဟရတိုကိုသူနဲ့တူတူရှိနေတဲ့မိန်းကလေးကဘာလို့လဲဆိုပြီးတော့မိတော့ဟရတိုကတော့မဖြေနိုင်ခင်မှာပဲခဲလာရဲ့အကူခရစ်ကတော့ရောက်လာခဲ့ပြီးတော့အဲ့ဒီမိန်းကလေးကဟရတိုရဲ့ညီမလေးလို့ပြောလိုက်ခဲ့ပါတယ်။ခဲလာကတော့ဟရတိုကိုကျောင်းမှာပါဝင်ဖို့ခေါ်ယူခဲ့ပါတယ်။သူကတော့ Little Garden ကိုစီမံခန့်ခွဲနေသူထိန်းချုပ်နေရရဲ့အမိန့်တွေကိုလိုက်နာရမယ်။ပြီးတော့မိစ္ဆာတွေနဲ့ရင်ဆိုင်ရမယ့်တာဝန်တွေကိုထမ်းဆောင်ရမယ်လို့ရှင်းပြလိုက်ပါတယ်။အမြဲတမ်းလိုပဲဟရတိုရဲ့အုံနောက်ကနှိကွေးတုပ်ဆိုင်နေခဲ့ပါတယ်။အယ်လီကတော့ကျောင်းသားကောင်စီကိုသူဟာဟရတိုနဲ့အတူတူပါဝင်ဖို့ရည်ရွယ်ထားတယ်လို့ပြောလိုက်ပါတယ်။လီဒီကတော့အယ်လီကိုမိစ္ဆာတွေနဲ့ရင်ဆိုင်ဖို့လိုအပ်တဲ့စွမ်းရည်မရှိဘူးလို့ပြောတော့အယ်လီကတော့ဒေါသထွက်ပြီးတော့လီဒီကိုဆင်ခေါ်လိုက်ပါတယ်။အယ်လီကတော့သူ့ရဲ့စွမ်းအောက်ကိုအသုံးပြုရင်းနဲ့လီဒီကိုတိုက်ခိုက်တော့လီဒီကတော့သူမရဲ့လက်နက်ကိုအသုံးပြုပြီးတော့တိုက်ခိုက်လိုက်ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်နေတော့မှပဲလစ်တန်ကားတဲ့တဝမ်းကိုမှတတိပေးတန်တွေကမြည်လာခဲ့ပါပြီ။ကျောင်းသားကောင်စီမှာစိုးရင်သွားပြီးတော့ထွက်သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဟရတိုကတော့ခဲလာကိုဘာဖြစ်နေတာလဲဆိုပြီးတော့မေးတော့ခဲလာကတော့ဆက်ကျွန်းမှာမိစ္ဆာတွေပေါ်လာတဲ့အတွက်ကိုမှတတိပေးချက်မြည်လာတာလို့ပြောလိုက်ခဲ့ပါတယ်။ကျောင်းသားကောင်စီကထွက်သွားဖို့ပြင်နေတော့မှပဲချားကရောက်ရှိလာခဲ့ပြီးတော့ခဲလာကိုဟရတိုနဲ့အယ်လီတို့ကိုခေါ်သွားဖို့ကိုအမိန့်ပေးလိုက်ခဲ့ပါတယ်။နောက်တစ်ပိုင်းမှာဘာတွေများဆက်ဖြစ်အောင်မလဲဆိုတာကတော့ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။